ကြော်တော့လို့လားမကြော်နဲ့ဦးလိုက်ချင်တစ်ခေါက်လေးပဲလောက်ရပြီမိသားစုနော်အများမြင့်အောင်လို့စိတ်တက်ကြနေတဲ့ကျွန်တော်တို့မိဘပြည်သူတွေနော်အမျိုးအတန်တွေကြားနေလို့နော်ရောင်ချောက်ချာဖြစ်နေတဲ့ကျွန်တော်တို့မိဘပြည်သူတွေတွေ့အောင်မြင်အောင်လိုက်ချင်တစ်ခေါက်လေးလောက်ပါပြီနော်ဘာမှစိတ်တက်ကြမနေနဲ့စကိုင်းမှာအောင်ပွဲတွေရနေကြနော်အောင်ပွဲတွေရနေစကိုင်းကတော့ဖုတ်လိုက်တာငါနဲ့ဒီညောက်များစွာတိန်ဆဲလာရနော်စစ်ခွေးတွေဆိုရင်တော့မပြောနေတော့နောက်ထပ်သတင်းတစ်ခုကကျွန်တော်မိုးကုတ်ကိုတရားနေကနေစစ်ကောင်စီတဲ့လက်တွေပြန်အပ်မယ်ဆိုကြမှာကျွန်တော်တို့ရဲ့အရှိနော်တပ်ပေါင်းစုအင်အားတွေအများကြီးရှိတယ်ကျွန်တော်တို့ PDF ရဲဘော်တွေနော်သူ့ရဲ့အဖွက်တွေခွဲထားပြင်မယ်တကယ်တမ်းအရေးကြီးတာတွေးစီရနော် PNA ဆိုတဲ့ထုတ်ပြန်တာတယ်နော်ဒီမိုးကုတ်တို့နော်မိုးမိတ်တို့အဲ့မှာတိုက်တဲ့တဲမှာတင်းဆဲတဲ့မှာ PNA ရဲဘော်တွေအများကြီးပါနော်ဒါမိဘပြည်သူတွေစိတ်တက်ကြစရာမလိုကျွန်တော်တို့တော်လန်ရေးအောင်ညီကနော်ကျွန်တော်တို့မိဘပြည်သူတွေအနေနဲ့ဝင်းရံပေးကြပါဝင်ပေးကြပါထောက်ပံ့ပေးကြပါနော်တွေးအေးနေလို့မရဘူးနော်သူများတွေဘယ်လိုမျိုးပဲတိုက်ခိုက်ကျွန်တော်တို့တော်လန်ရေးအောင်ရမယ်